အားလုံးမင်္ဂလာပါနော်ဆိုတော့ကျွန်တော် live လွှင့်ရင်းနဲ့ wifi line ကျတော့ကျွန်တော်ဗီဒီယိုလေးပဲကျွန်တော်ရိုက်တင်လိုက်တော့နော် site စီးကြိုးတွေတော့ကျွန်တော်မပြတော့ဘူးနော်မနက်ဖြန်အတွက်ဒါနေကုန်ထိုးကွက်နေကုန်စာလေးပေါ့နော်လုံးမိုင်ကနေကုန်လုံးမိုင်ဒီခွန်လုံးပိုင်ပါနေကုန်ပတ်တီးတီကျွန်တော်တို့6တက်ပတ်တီးပါဟုတ်ပြီနော်အဲ့တော့မနက်ဖြန်အတွက်ကီးခွေတီကျွန်တော်တို့9 3ည4 9ကီးခွေဟုတ်ပြီနော်အဲ့တော့မနက်ဖြန်အတွက်ကျွန်တော်နေကုန်ထိုးကွက်ထုံမယ်ဆိုရင်65 60 64 69တင်နေဆိုရင်တင်5 10 14 19ရှိမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနေ့ကနေကုန် break ဆိုရင်3 break 5 break 6 break 9 break ရှိမယ်အဲ့ထဲမှာကျွန်တော်ကြိုက်တဲ့ brain တို့ဒီ5 break နဲ့6 break ကိုကျွန်တော်ပို့ကြိုက်တယ်နော်5 break နဲ့ကျွန်တော်6 break ကိုကျွန်တော်ကြိုက်တယ်အဲ့တော့ကျွန်တော်လူကြည့်ပြနေကိုကျွန်တော်မနေ့ကပါမင်းရိုးလေးကျွန်တော်ရွှေ့ပေးမယ်နော်ပါမင်းရိုးဒီ65 60 64ဒူမင်းရိုးဆိုရင်ဒူမင်းရိုးကတင်5 10တက်လေးဆိုပြီးပါမယုံနဲ့တူမယုံလေးရဟုတ်ပြီနော်အဲ့တော့နေကုန်နှစ်ကွက်ကောင်းဆိုရင်ကျွန်တော်ကခွန်6နဲ့ခွန်1တီနှစ်ကွက်ကောင်းဟုတ်ပြီနော်အဲ့တော့နေကုန်တစ်ကွက်ကောင်းဆိုရင်1နှစ်တီတစ်ကွက်ကောင်းဟုတ်ပြီနော်ဒါကကျွန်တော်နေကုန်စာပေးတဲ့ဟာနော်အဲ့တော့မနက်ပိုင်းအတွက်သီးသန့်ကျွန်တော်ထိုးဖို့လေးကျွန်တော်ရှိပြန်ခုနကကျွန်တော် calendar site တွေနဲ့တော့ကျွန်တော်ပြခဲ့တယ်သူကပါရှင်1နဲ့ဆိုရင်1 3 1 8 1 5ဒါ6နဲ့က2 site ပေါ့နော်6ခွန်6နှစ်60ပြီးရင်6ဘူး6တက်6ကိုပေါ့နော်ပြီးရင်ကျွန်တော်1 4 1 6ကတစ်ဆိုင်ရှိမယ်ဟုတ်ပြီနော်1 4 1 6တစ်ဆိုင်ရှိမယ်ပြီးရင်ကျွန်တော်တို့1 9ရှိမယ်8နဲ့ဆိုရင်8 4 8 9ဆိုတာလေးရှိမယ်โอเคဟုတ်ပြီအဲ့တော့ဒီမနက်ပိုင်းလေးတွေကနေကျွန်တော်တို့ဘာကိုပြန်ရွေးထုတ်လဲ3 break ကိုကျွန်တော်အရင်ရွေးထုတ်မယ်နော်ကျွန်တော်နေကုန် break နဲ့ပဲကျွန်တော်ရှူမယ်3 break ဆိုရင်ကျွန်တော်ဒီမှာ6ခွန်တစ်ခွက်ရှိမယ်ဟုတ်ပြီနော်ပြီးပါရှိမယ်3 break နဲ့ဆိုရင်အဲ့ဒီခွက်ရှိမယ်ကျွန်တော်တို့ပြီး5 break 5 break ဆိုရင်6 9ရှိမယ်1 4ရှိမယ်ဟုတ်ပြီနော်အဲ့တော့6 break ကိုကျွန်တော်ဆွဲထုတ်မယ်ဆိုရင်တင်5 60တင်5 60ဆိုတာလေးနှစ်ကွက်ရမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့9 break ပါလားဆိုတော့ဒီထဲမှာဆိုရင်1 8တီ9 break ဟုတ်ပြီနော်အဲ့တော့မနက်ပိုင်းကိုကျွန်တော်တို့ဒီ6ခွန်6 9 1 4တင်5 60 1 8အဲ့ဒီ6ကွက်ကမနက်ပိုင်းအတွက်မနက်ပိုင်းမထွက်ခဲ့ရင်တော့နေကုန်ထိုးသေးခြင်းနဲ့မနက်ပိုင်းမှာအားကောင်းတယ်မနက်ပိုင်းပို့ပြီးအားကောင်းတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဒီထဲကကျွန်တော်ကြံတာလေးတွေကကြံတာဆိုရင်ကျွန်တော်ဒီကောင်ထုတ်ထားတယ်နော်ဒီကောင်ထုတ်တယ်ဒီကောင်ထုတ်တယ်ဒီကောင်ထုတ်တယ်ဒီကထုတ်တယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒီ1 8တစ်ခွက်ထုတ်တယ်ဟုတ်ပြီနော်6ခွန်6 9ပြီးရင်1 4ထုတ်တယ်တစ်ခွက်နှစ်ခွက်သုံးခွက်5ခွက်ဒီမှာက6ခွက်ပဲတစ်ခွက်ကြံဒီမှာ1 5တစ်ခွက်ထုတ်တယ်နော်အဲ့တော့ကြံတဲ့ထဲကဆိုရင်ကျွန်တော်လူကြည့်မိနေမနေ့ကမှတကယ်လို့များကျွန်တော်အပူခံမှန်းပေးထားတယ်เนาะကျွန်တော်တပတ်စာပေးထားတဲ့အထဲမှာအပူခံမှန်းပေးထားတယ်ဘာဖြစ်လို့ဆိုတောက်ကြနေမှာကျွန်တော်တို့ဒီလိုမနှက်ညပါဝါဖြစ်ထားခြင်းကြောင့်မနှက်ညပါဝါထွက်ထားခြင်းကြောင့်အပူလာမယ်ပြီးရင်တ
တပတ်စာအတွက်ဇာတိုးပတ်တီပေါ့နော်သူက ဒီလိုတပတ်အတွက်မှာအပူး2ကြိမ်လာတယ်ဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်အပူး2ကြိမ်လာခြင်းကြောင့်တပတ်စာမှာ10ပါပတ်တီလဲဆိုတော့10ပတ်တီစာရုံးမွေးမရှုံးစေအောင်ဟုတ်ပြီနော်အဲ့ဒီ10ပတ်တီကိုစာရုံးမွေးပါလုံးဝမရှုံးစေရပါဘူးအဲ့တော့ကျွန်တော်လူကြည့်မင်းတွေကိုကျွန်တော်တပတ်စာမွေးလေးကွက်ပေါ့နော်လိုချင်9000နဲ့ဘိုက်ပါမှလာယူပါဟုတ်ပြီနော်39 428 992 441အဖွဲ့ဝင်ထားတဲ့သူတွေကလာပြီးပို့ဟိုထပ်ပြီးဝင်စရာမလိုကျွန်တော်တခါတည်းပေးမှာဟုတ်ပြီတစ်ပတ်စာမွေး၄ကွက်ခံမှန်းသည်ဟူးမကြုံမှများတယ်ဟူးမကြုံခံမှန်းပေါ့နော်အဲ့တော့လိုချင်တဲ့သူစီဆန္ဒရှိရင်လာယူပါကဲတော့ကျွန်တော် wifi ခက်ခဲလေးကြောင့်ဒီလိုလေးပဲတင်လိုက်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အခုဒါလေးကတော့ဒီကျင်းတို့အဆင်ပြေမှလာယူပါအမှန်မှန်လက်ခံနိုင်မှလာပါဟုတ်ပြီနော်မထွက်မရှိဘူးဗျအဲ့မွေးလေးတော့ထွက်ကိုထွက်ရမယ်ဟုတ်ပြီနော်ဒါဒီမနက်ပိုင်းတော့ဒီတဲ့ဒီဟာတွေအကုန်ထိုးရမလို့ကျွန်တော်လူကြီးမင်းတွေတော့ဒါရွေးလို့ရအောင်လို့ကျွန်တော်ပေးတာနော်ရှားတဲ့ site တွေထဲကနေစုပြီးကြားလိုက်တဲ့ဟာတွေနဲ့ဒီ brain နဲ့ဒီ356ကို brain နဲ့ညှိပြီးထုတ်လိုက်တဲ့အခါမှာ6.6.4 1560 18ဆိုဒီ6ခွက်ရတယ်ဒီ6ခွက်ထဲမနက်ပိုင်းမှာတစ်ခွက်ထွက်တော့ညနေမှာညနေထိလိုက်ထိုးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့မနက်ဖြန်မှာ61ဝချင်းစီအရန်ကောင်းပါတယ်61ဝမ်ချင်းအရန်ကောင်းပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကြည့်မင်းနေသတိထားပေးပါအဲ့တော့ခုနကျွန်တော်ပြောတဲ့တပတ်စာမွေးလေးခွက်ကိုဆန္ဒရှိလူပိုက်ပါမှာလာယူပါ9000နဲ့လာယူပါဗျနော်ကဲအဲ့တော့အားလုံးဒါလေးကိုစကွန်ရှော့ရယူထားလိုက်ကြပါဗျနော်ကျွန်တော်ဆိုတော့ wifi နဲ့ light လွှတ်နေတာ wifi line ကအဆင်မပြေလို့ပါเนาะအဲ့ဒါကြောင့်မလို့ပါကဲအဲ့တော့အားလုံးကျေးဇူးပါဗျ